ဒီနေ့ဒီလက်ဖက်နဲ့ပေါ့နော်လက်ဖက်6နဲ့အဲ့ဒီကျုပ်ပြုတ်ကိုပေါင်းစားတဲ့ဟာလေးစားချင်တယ်ဆိုတော့တော်တော်မှတွေးလို့လေလှုပ်စားချက်ကျုပ်အရင်ပြုတ်လိုက်တယ်ပြုတ်ပြီးတော့ကျုပ်လေးကိုအဲ့လိုအခေါ်လေးကိုကြည်ရလှုပ်ထားတာပေါ့နော်ပြီးတော့အဲ့ထဲကိုဘဲငံပြရည်အကြည်အနောက်ပြီးတော့လက်ဖက်6စပယ်လင်ကိုတည်လိုက်တယ်ရေနွေနဲ့ပေါ့တည်ပြီးတဲ့အချိန်မှာစမုံမျိုး၅ပါးကိုထည့်ချလိုက်တယ်အနံ့လေးမွေးဝါပြီးတော့ကျွတ်တော့ဖြူကျွတ်တော့နီကိုထောင်းထားတဲ့ဟာလေးပေါ့နော်အဲ့ကြည်လေးကိုအဲ့ဒီအိုးတဲ့ကိုထည့်လိုက်တော့ပေါ့နော်သူအနံ့လေးမွေးနေအောင်ပေါ့ဟိုကွေးတရုပ်လိုမျိုးဖြစ်နေအောင်ပေါ့နော်အဲ့တော့ထည့်လိုက်တယ်ပြီးတော့ဂျင်းကိုကျတော့ကျွန်တော်မထောင်းရင်ခါမှကျတော့ဂျင်းကိုတုံပြီးတော့အဲ့ဒီအိုးတဲ့ကိုတခါတည်းမွေထားလိုက်တာပေါ့နော်အရတာကတော့တကြားမများရဲ့ချိုမုတ်နဲ့နဲ့အဲ့ငံပြရီပန်းငံပြရီထည့်ထားတဲ့တော့နောက်ဒီအကြီးကိုထည့်ထားတော့ပေါ့နော်ချက်ပြန်လို့စားလိုက်တာပထမတနေ့စားတော့ကျွန်တော်မတည်လိုက်မိဘူးမရိုက်မိလို့ဒါဒီနေ့ပြန်လို့စားတာဒီနေ့ကျတော့အသားချောင်းရောကြက်ပေါင်နှစ်ပေါင်ပါထည့်လိုက်တယ်ဒီထဲကို